ကိုချိုရေးမင်းကတော့ဘာလို့လုံနေပြန်ပြီလဲမသိဘူးကွာဒီကောင်ပြောက်နေတာလဲတော်တော်ကြာပြီလို့ပြောတယ်ဟိုနေ့ကဒီကောင်စိတ်ရိုင်းနေဝင်ပြီးတော့ပြောက်နေတာတော်တော်ကြာပြီလို့တော့ငါကြားတယ်ကွာကြည်ကျဲကိုလည်းတတိမိပါလေဝင်မေးကြည့်အောင်ပါအော်ဟုတ်ပါလားဒီကောင်နေလမ်းလည်းမြဲတဲ့ငါတိုက်ပတ်တယ်ဟိုမှာရှိလားဒီမှာရောက်ပြီကြည်ကျဲတတိပေးအောင်မယ်ကွာတတိမိပါလေမေးလိုက်ဟာဒါကူကြောင်းရဲ့ကားပါလားကူကြောင်းပါလာလောက်တာလည်းမသိဘူးနော်ဟိုလေရောက်ပြီကဲကြည်ကိုရုချင်းနေဘယ်လိုလဲဒီရောပြန်လာပြီလားစိတ်ရိုင်းနေရောပျောက်သွားပြီလားစိတ်ရိုင်းနေပျောက်ဖို့နေတတာဒီရောမှပျောက်နေတာတစ်ပတ်နှစ်ပတ်လောက်ရှိပြီမသိတော့ပါဘူးသူလည်းပဲရောက်နေပြီလဲအေးမောဒီကောင်ဘာလုံနေပြန်မင်းမသိဘူးကွာ Oh my god ကြည်ကိုဂျူငါတို့ကဘာယူပြန်ဆင်းလာပြီကွာကိုကြောင့်ဘာပြောတယ်ကိုဂျူကိုဂျူပြန်ဆင်းလာပြီဆိုတော့ဒီကဘာယူသူဘာလုံးလဲမသိဘူးဟိုမှာကြောင်စုပ်လဲရောက်နေတာပဲကွာဒီဟာဒီရေးမကြည့်ပါဘူးညိုရီကိုတော့ပြက်စီရမှာငါတောင်းရင်ပဲကွာငါဆရာကြီးငါဒီမျိုးကြီးကိုပြက်စီခိုင်းလိုက်တယ်ကွာငါတောင်းရင်ငါလောက်အောင်ပါပဲမင်းတို့ကောင်ငါနဲ့တွေ့ကြပြီပေါ့ကွာကိုเจ้าရင်နီးပညာနဲ့သူ့ပြန်ပြီးတော့စိတ်ကောင်းဝင်လာအောင်တော့ပြန်လုပ်လို့ရတယ်ပထမကျတော့သူကအဂါသဘုံတက်သွားတော့ကိုเจ้าလည်းလှုပ်ပေးဖို့အချိန်မမီလိုက်ဘူးခုကတော့ကိုเจ้าကသိပ္ပံပညာပါရင်လည်းလှုပ်တတ်တယ်ဆိုတော့သိပ္ပံပညာနဲ့ရှာကြည့်ပြီးတော့သူ့စိတ်ကောင်းဘယ်လိုပြန်ဝင်လာမလဲဆိုတာလုပ်ရမယ်ပေါ့ကိုလောလောဆယ်တော့ကိုဂျိုကြီးပါလုံးလည်းမသိဘူးဆိုတာတော့ငါတို့ကိုဂျိုမရှိတော့ဘူးကွာ Oh my god ရောင်ကြီးကိုဂျိုပဲရှောက်သွားနေပြီလည်းမသိဘူးအဲ့ဒါကိုပဲပြောချင်တာပေါ့ကိုကြောင်ရဲ့အဲ့ဒါကိုပဲပြောချင်တာပေါ့ကြဲတို့လေဒါကိုပဲစဉ်းစားရတော့မှာသိတော့ပါဘူးကဲစိတ်ချပါကိုကြောင်အားလုံးပြန်အဆင်ပြေအောင်လုပ်ပေးပါမယ်ကိုကြောင်ရဲ့နီးပညာအင်ဂျီနဲ့ဘောင်းမီနဲ့နီးပညာအားလုံးသူ့ဗီဒီယိုတွေကိုထည့်ပေးထားလိုက်မယ်ဆိုရင်သူဗီဒီယိုဖွင့်လိုက်တာနဲ့ချစ်ချင်းကိုပုံမှန်လူပြန်ဖြစ်သွားနိုင်တယ်ကွာကိုဂျိုစိတ်ကောင်းပြန်ဝင်လာပြီလို့သာမှတ်ထားလိုက်တော့ကွာကဲလုပ်ငန်းစလိုက်ကြရအောင်ဒါဆိုရင်လှုပ်ရှားရှိတာကိုဆက်လုပ်ဖို့အတွက်ငါကစားကွင်းကိုပြန်ရမယ်ကွာပစ္စည်းလေးပါလေးလဲယူမတ်မှာနည်းနည်းဝင်ဝယ်လာအောင်ယူမတ်မှာပစ္စည်းလေးပါလေးနဲ့နည်းနည်းဝင်ဝယ်လာအောင်လိုအပ်တဲ့ပစ္စည်းဒီမှာပုံမှန်တော့ယူမတ်မှာစားတောက်တွေပဲရှိတာကွာအော်ဒီမှာစူပါဂလူးပူတွေပြီးမှပိတ်ပွားတွေဒီဘက်ခြံမှာသူကပွားလေးကွာပိတ်စာလေးကိုဘူးလေးနဲ့ရောင်းတာကွာဒါလေးတွေယူသွားလိုက်တော့မယ်ညီမကြီးကျွန်တော်အဲ့ခုနကလေးရှင်းပေးပါနော်ဟုတ်ကဲ့ဟိုအားလုံးပေါင်း3000ကျပါတယ်ဟောရောကဲ
ထိုးမယ်ကိုချိုကြီးမင်းပြန်ကောင်းလာပြီလို့သာမှတ်လိုက်တော့သားကြီးမင်းပြန်ကောင်းလာပြီလို့သာမှတ်လိုက်တော့ကဲလှုပ်ရှားရှိတော့စလို့ဖို့အတွက်ခဏငါလည်းစိတ်နဲ့လည်းမကတ်တော့ကစားကွင်းဟိုဘက်မှာငါကစားကွင်းပြန်မယ်ကွာကဲထုံးမယ်ပြို့ထုံးမယ်ဘယ်လိုအထင်ချုပ်လို့ရမယ်လို့ထင်နေလဲကွာသူအထင်ချုပ်လို့ရမယ်လို့ထင်နေလဲယောထိုးကွာငါ့ဘာဝနဲ့လူတယောက်ကိုထိုးလိုက်တာလေချစ်ချင်းသေးသွားစေတယ်ကွာကောင်းပါလေရောရှော့သွားပြီတွေးသမျှလမ်းမှာတွေးသမျှလူအားလုံးကိုတပ်ပြရမှာငါတောင်းဝင်ပဲကွာဒီချိန်ဆိုကြောင်းထဲမှာကလေးတွေရှိနေရပဲကွာတွေးကြသေးတာပေါ့ကွာတွေးကြသေးတာပေါ့ကလေးတွေဟာမင်းတို့ကတော့ငါလက်အောက်ရောက်ပြီလို့သာမှတ်ထားလိုက်တော့ကွာဟေးရောက်ပါပြီပါပါပြီလို့ကြောက်လိုက်တာငါတပ်ဖို့လာတာဒီစရုပ်ကိုလည်းငါချပြရမယ်ကွာဒါကသိပ္ပံစရုပ်ဖြစ်မယ်ကွာသိပ္ပံစရုပ်ဘယ်ကိုပြေးမှလဲမင်းပေးစမ်းကွာပေးလိုက်တော့ကွာမင်းဒီကောင်သားခလိုက်တာကွာမပြေးနဲ့အယောင်ကြီးမပြေးနဲ့ကွာကဲစရုပ်ကတော့ရှော့သွားပြီဒီကောင်လေးကိုလည်းငါတက်လို့တော့မရဘူးကွာဒါဆိုပြင်မလည်းရောက်နေတဲ့ကြောင်သားတွေကိုပတ်သက်မယ်နေရဘယ်ဟိုသွားမှလဲကွာကိုယူတယောက်လည်းဘာကြီးလုံးနေပြန်ပြီလည်းမသိပါဘူးဘာပဲပြောစိတ်ကောင်းပြန်ဝင်လာတော့မယ်ဆိုတော့လေဝမ်းသာတာပေါ့ကဲဟိုလေဒီနားမှာမတည့်ရပြီးတွေးနေတာကွာကိုကျိုးဘယ်လိုလုပ်ဖို့လဲရပြီလဲဆိုတော့ဟိုနီလန်တော့ရှာတွေ့ပြီကွာနီလန်တော့ရှာတွေ့ပြီကဲငါရဲ့တပည့်လေးတွေကိုငါကူညီတောင်းရမယ်ဟုတ်တယ်ကဲတပည့်တွေအော်ဆရာပြောပါအေးမင်းငါတို့ရဲ့ငါပြောပြမယ်ကွာမင်းကိုချိုးရဲ့အိမ်ထဲကဘီဒိုတွေကိုအင်ဂျီတွေမင်းထည့်ပေးထားရမယ်ကွာငါမုတ်ဖိုးပေးပါမယ်ကွာကဲအဲ့ဆိုရင်မင်းလှုပ်လိုက်တော့ကွာမင်းလှုပ်လိုက်တော့ဟာကဲဒါဆိုရင်တော့မင်းငါခိုင်းတဲ့အတိုင်းလှုပ်လိုက်တော့ကွာကဲစလိုက်တော့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ပို့လိုက်ပါပြီဗျကိုကျူရဲ့အိမ်ကိုရောက်သွားပြီလို့တော့ပြောတယ်ဗျအေးအဲ့ဆိုပြီးရောဒီကောင်တောင်းနေကြရင်ဒီကောင်အိမ်ပြန်ပြီးတော့ဗီဒီယိုဖွင့်လိုက်တာနဲ့ဒီကောင်လူကောင်းပြန်ဖြစ်သွားနိုင်တယ်ကွာအဲ့တော့ငါလည်းငါလှုပ်ရှားရှိတိုင်းငါဆက်လှုပ်လိုက်အောင်မယ်ကွာကဲငါလည်းငါအလုပ်တွေငါပြစ်ထားခဲ့တာကြာပြီဆိုတော့နားနေမှာခိတ်ဆက်ဆောင်လာအောင်မယ်ကွာငါလည်းနည်းနည်းပင်ပန်းသွားပြီဆိုတော့အာကာတောက်ပြန်မတက်ခင်အတွင်းမှာ
အိမ်လေးခဏလောက်ပြန်လိုက်အောင်မယ်ကွာဒါပေမဲ့ငါအခုချိန်မှာမကောင်းဆိုးဝါးဖြစ်နေပြီဆိုတော့ဒီတိုင်းဘာလို့တတ်တော့မှလဲငါမှစွမ်းရည်ရှိနေပြီဆိုတော့တယ်လီပေါ့နဲ့တက်မယ်ကွာတယ်လီပေါ့နဲ့တက်မယ် let's go ကွာကဲအိမ်ရောက်ပြီကွာအိမ်ရောက်ပြီကဲပြင်မနေကွာညနေလဲစောင်းနေပြီကွာကဲဗီဒီယိုလေးထဲမှာလူမှန်တီးရအိမ်ပုံမှန်လူမှန်တီးရအင်ကြီးလေးလဲကြည့်လိုက်အောင်မယ်ကွာ Oh my god အမလီငါအတီးစိတ်ကြီးပြောင်းဝင်အမလီငါအတီးစိတ်နဲ့ပြန်ဝင်လာပြီကွာငါနာမည်ကကိုပင်လေအမလီအတီးစိတ်နဲ့ပြန်ဝင်နေတော့မှငါရဲ့ဂျိုးတွေငါရဲ့နောက် ကအမီးတွေငါရဲ့အမလီထထကြီးရယ်ကွာအမလီငါရဲ့တောင်ပန်တွေငါမြင်ပြန်သိမ်းရမယ်ကွာဟုတ်တယ်အမလီမြန်လို့ကွာမြန်သာလှုပ်လိုက်တော့ကွာမြန်သာလှုပ်လိုက်တော့ကွာမြန်သာလှုပ်လိုက်တော့မလီအမလီဒါတွေအကုန်လုံးဘလို့ပြန်ဖြောက်ရမှာလဲအမလီဒါတွေအကုန်လုံးဘလို့ပြန်ဖြောက်ရမှာလဲအမလီโอเคဒါတွေအကုန်လုံးမြန်ပြန်ဖြောက်ရမယ်ကွာအမလီဒါတွေအကုန်လုံးငါဒါတွေအကုန်လုံးငါမြန်ဆက်ကြီးပြန်ဖြောက်ပြရမယ်ကွာ Oh my god ရောင်ကြီး Oh my god တဖြည်းဖြည်းနဲ့ပြန်ပျောက်လာပြီကွာတဖြည်းဖြည်းနဲ့ပြန်ပျောက်လာပြီငါရဟာလေ Oh my god တဖြည်းဖြည်းနဲ့ငါရဟာတွေကအကုန်လုံးကမြန်ပျောက်လာပြီကွာမြန်ပြန်ပျောက်လာပြီ Oh my god ရောင်ကြီးတောင်မနေလည်းမရှိတော့ဘူးမိလည်းမရှိတော့ဘူး Okay ငါစိတ်ကောင်းပြန်ရပြီကွာစိတ်ကောင်းပြန်ဝင်ပြီကွာကဲကိုကြောင်ပြောတဲ့နီးပညာတကယ်ရောလှုပ်ဖြစ်ရလားမသိဘူးတော့ကြည့်လိုက်လာဟာတကယ်ချင်းဒီနေ့ကျောင်းပြန်လာငါဒီနေ့ကျောင်းမသွားဘူးဟဲ့ငါနောက်နေ့ပြီးစောင်းလာငါအောင်နော်အိုးအေးဟာကိုကျူပြန်ကောင်းသွားပြီပဲ